ကဲတစ်ပတ်မှာထိုးရမယ့်ကနန်း၄ခွက်ပဲရှိတယ်နော်အဲဒီ၄ခွက်ကိုစိုက်အကောင်းဆုံးနဲ့ပြပေးမယ်အဓိကတော့ကျုပ်ရဲ့အမျိုးတွေပေါ့ကြည့်ရနော်ဒီခွန်ကိုပေါင်းခြင်း9ခွန်ပေါင်းခြင်း69ခွန်ပေါင်းခြင်း6ပါဝါ1 6 1 1ခွန်ပေါင်းခြင်း8ပါဝါ3တနင်္လာနေ့မှာထွက်တယ်ခွန်ကို1ခွန်ကိုပေါင်းခြင်း6ပါဝါ1ခွန်ပေါင်းခြင်း8ပါဝါ3အဲ့ဒီအတွဲကိုပဲကစားမယ်အဲ့ဒါကဒီဘက်မှာကစားမယ်ကဏ္ဍမဟုတ်ဘူးเนาะဒီနောက်ဘက်မှာ10ချိန်ရှိတယ်အဲ့10ချိန်မှာတစ်ချိန်အနည်းဆုံးထွက်ရမယ်တစ်ဘက်မှာအဲ့ဒီ4ချိန်ပဲကစားရမယ်အဲ့တော့ပါရမလဲ6 8 6 3 1 8 1 3အဲ့4ခွက်ပဲထိုး6 8 6 3 1 8 1 3ပြန်တိုက်ကြည့်မယ်နော်ထွက်လာမထွက်လာဆိုတာ9 1မပါဘူးခွန်4ခွန်9 6 5 8 6โอเคဒီမှာ8 6ထွက်သွားပြီနော်အောင်ပြီနော်8 6တော့ပဲအောင်ပြီအဲ့ဒါမထိုးနဲ့တော့ရှင်းရမလို့နော်အဲ့ဒါဟုတ်ပြီဒီဘက်တက်ဆက်သွားမယ်ဘယ်လိုယူမလဲဆွမ်းနာတိုင်းပဲ9 1ပေါင်းခြင်း6ပါဝါ1ခွန်4ပေါင်းခြင်း1ပါဝါ6ခဏစီလိုက်မယ်6 1 6ဘူး1ဘူး1 6ကနန်းအရင်နဲတယ်နော်ကြည့်လိုက်ထွက်လာမထွက်လာကြည့်ပြီနော်ဒီမှာ6 1တနင်္လာနေ့အစမှာတင်တခါတည်းပေးသွားတယ်6 1အောင်ပါ යි ဘာမှဆက်ထုံးရစရာအကြောင်းမရှိတော့ဘူးဒီဘက်တော့ဆက်ကြည့်ပါနော်6 1ပေါင်းခြင်းခွန်ပါဝါ2ရယ်ပေါင်းခြင်း4 ကို6 1 4ကိုခွန်4ခွန်9 2 4 2 9အဲ့4ခွက်ပဲဒီဘက်မှာကစားမယ်ထွက်လာမထွက်လာကြည့်အောင်2 6မထွက်ဘူး40မညီသေးဘူး9ခွန်ခွန်9တဲ့ခွန်9အောင်ပါနော်စင်ပြေလမ်းပြီနော်ကဲဒီဘက်တော့ဆက်ကြည့်မယ်အခုဒီနေ့တော့3ရက်မြောက်ပြီးသွားပြီ6ချိန်မြောက်ပြီးသွားပြီပေါ့နော်အဲ့တော့ဒါမျိုးပဲစိုက်ဘယ်လိုယူလဲဆိုတာပုံမှန်တိုင်းပဲပေါ့နော်ဒီဘက်တော့ကိုဘယ်လိုယူလဲဆိုတော့ဒီမှာ2နဲ့6နဲ့ပေါင်းခြင်း8ပါဝါ3 4ရယ်3ညရယ်ပေါင်းခြင်း4ပါဝါ9 8 3 4 9အတွက်ပဲကစားမှာအဲ့တော့စီလိုက်မယ်8 4 8 9 3 4 3 9တစ်ချိန်နှစ်ချိန်3ချိန်မှာတနင်္လာအင်္ဂါဗုဒ္ဓဘူးထွက်လာကြည့်အောင်20မပါဘူး28မထွက်သေးဘူး68မတွေ့ဘူး40မရှိဘူး39ခွန်မတွေ့သေးဘူး98 89နော်89အောင်ပါပြီ
ကဲတပတ်စာမှာပေါက်ကျင်လို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်စားရှိလို့ရှိရင်စားလို့ထိုးလို့ရပါတယ်เนาะဒီဆိုင်နီးရတာအမှန်ပါပဲเนาะလုံးဝမပြတ်သေးတဲ့မူဆိုင်ပါကျွန်တော်ရဲ့ဆရာအောင်ကိုရဲ့မူရင်းဆိုင်ဖြစ်ပါတယ်ပဲလေ